မင်္ဂလာပါကျွန်တော်ဒီနေ့ကဒီ web channel ကိုပို့ဆိုးစေတဲ့အခြားသောအကြောင်းရင်း၃ခုကိုဆက်လက်ပြီးတော့ပြပြမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီနံပါတ်၄ခုမြောက်ပေါ့နော် web channel ကိုပို့ပြီးတော့ဆိုးစေတဲ့ဟာကကျွန်တော်တို့ mechanical friction လို့ခေါ်တယ်ကျွန်တော်တို့အရေးပြားအပေါ်ကနေသို့မဟုတ်ဒီအစီကလန်းတွေကိုပိတ်စေတဲ့ပြုမှုတွေဘိုးအစားတွေအသုံးဆောင်တွေအသုံးပြုလို့ရှိရင်လည်း web channel ကိုပို့ပြီးတော့ဆိုးစေပါတယ်အများသောအားဖြင့်ကျွန်တော်တွေ့ရတာကတော့အုတ်ထုတ်ကြာဝတ်တတ်တဲ့လူတွေခက်ချက်အုတ်ထုတ်တွေဝတ်တတ်တဲ့လူတွေများသောအားဖြင့်ဒီနှစ်ဖူးတစ်ဝိုက်မှာဝက်ချန်တွေပို့ပြီးတော့ထွက်တတ်တယ်ငကိုရှိရင်းဆိုဝက်ချန်တွေရှိလို့ရှိရင်လည်းပို့ပြီးတော့စိုးတတ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီအုတ်ထုတ်တို့ဒီကျွန်တော်တို့ဒီ headband လို့ခေါ်မလားဒီချွေးမကြအောင်လို့ကျွန်တော်တို့ကာကွယ်တဲ့ဟာတွေတို့ခေါင်းစည်းတွေတို့ပင်ကိုသုံးတဲ့ hair coat တွေမျိုးသားတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့သပင်ပုံသွင်းတဲ့ဒီ hair gel တွေ wax တွေဒီလိုဟာတွေကဒီနှစ်ဖူးနဲ့ဒီစံသားတစ်ဝိုက်စံစားတစ်ဝိုက်ဒီလိုနေရာတွေမှာ data cleansing မလုပ်ဘူးဆိုလို့ရှိရင်ကြံခဲ့ပြီးတော့ကျွန်တော်တို့အသုံးပြုတာလည်းများတယ် data cleansing လုပ်ဖို့အားနည်းတယ်ဆိုလို့ရှိရင်လည်းချွေးပေါက်တွေအစီလန်းတွေရဲ့အပေါက်ဝါကိုပိတ်ဆို့မှုဖြစ်စေတဲ့အတွက်ကြောင့်ဒီရှိပြီးသားဝက်ချန်တွေရှိလို့ရှိရင်လည်းပိုဆိုးစေတယ်လို့ငကိုဝက်ချန်မရှိဘူးဆိုလို့ရှိရင်လည်းဝက်ချန်တွေခက်မတင်ထွက်လာတတ်တယ်တချို့ကျွန်တော်ကြုံရတဲ့ဟာကြတော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်ပေါ့နော် safety hat တွေစောင်းရတယ်တချို့ safety hat တွေတဏီကုံစောင်းရတာရှိတယ်အဲ့ဒါတွေကလည်းကျွန်တော်တို့ဒီနှစ်ဖူးပေါ်မှာဒီ safety hat ကြောင့်ဖြစ်ပေါ်လာတဲ့ဒီအစီဘူးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့မေးစီးတစ်ဝိုက်မှာဒီလိုမျိုးပါးတစ်ဝိုက်မှာဝက်ချန်တွေထွက်လာတာလည်းရှိတတ်တယ်အဲ့ဒါကြောင့်မလို့ကိုကဒီအုတ်ထုတ်ကြာကြီးစောင်းရတယ် safety hat တွေစောင်းရတယ်ဆိုလို့ရှိရင်တော့အရန်ကြက်ပတ်ထားတာသို့မဟုတ်အချိန်ကြာကြီးတောက်လျှောက်ပတ်ထားတာမျိုးတိတ်မလုပ်တင်ဘူးတကယ်ပြီးအဲ့လိုကိုကမလုံးမဖြစ်လုပ်ရတယ်ဆိုလို့ရှိရင်လည်းမျက်နှာတေချာ cleansing လုပ်ဖို့လိုတယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရတာပေါ့နော်ဒါကတော့ covid တုန်းကဒီလူတိုင်းဒါ mask တွေတက်ရတယ်တဏီကုံလုံးတဲ့လူဆိုတဏီကုံ mask တွေတက်ရတယ်ဒါတွေတက်ရတဲ့အခါကျလို့ရှိရင်လည်းသူကအရေးပြားကိုအမြဲတမ်းပုတ်တိုက်နေတယ်အရှိရနေပြီးတော့အကာအကွယ်တစ်ခုလုပ်ထားတယ်အရင်တင်းကြပ်ချင်းမဟုတ်ရင်ပေါ်ရအရေးပြားကိုလာပြီးတော့အမြဲတမ်းပုတ်တိုက်နေရရှိတဲ့အတွက်ကြောင့်ဝက်ချန်တွေထွက်ဖို့အတွက်သူကလုံဆော်တယ်ငကိုရှိရင်းဆိုဝက်ချန်ရှိတဲ့လူတွေဆိုလို့ရှိရင်လည်းဝက်ချန်တွေကိုပိုဆိုးစေတယ်အဓိကတော့ကျွန်တော်တို့ရဲ့ဒီအစီကလန်းကိုအရာဝတ္ထုတစ်ခုခုသို့မဟုတ်ကိုလိမ့်တဲ့ပစ္စည်းတွေကလာပြီးတော့အကာအကွယ်လိုမျိုးလာပိတ်ဆို့ထားတာမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဝက်ချန်တွေကိုပိုဆိုးစေတယ်ဒါလေးကိုသတိထားဖို့လိုတယ်ဒီနံပါတ်5ခုမြောက်ဝက်ချန်တွေကိုပိုဆိုးစေတယ်သို့မဟုတ်ဝက်ချန်တွေထွက်စေတဲ့အကြောင်းရင်းတွေကကြတော့ကျွန်တော်တို့ဆေးတွေပေါ့နော်ဆေးတွေမှာကျွန်တော်တို့ကလိန်ဆေးတွေလည်းရှိတယ်တောက်ဆေးတွေလည်းရှိတယ်ဒီထိုးဆေးတွေလည်းရှိတယ်အဲ့တော့များသောအားဖြင့်ကျွန်တော်တို့ဒီဆေးကမ်းမှာကြုံရတာအများစုပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့ဒီဝက်ချန်မှာတုံးတဲ့တချို့တော့ပိုးသက်ဆေးတွေကိုဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းမဟုတ်ပဲねပိုးသက်ဆေးကိုအချိန်ကြာကြီးတွေလိမ့်တာပေါ့နော်အချိန်ကြာကြီးတွေလိမ့်တဲ့ခါမှာဝက်ချန်တွေကပိုးသက်ဆေးလိမ့်ပြီးမှပိုဆိုးလာတာတွေကြုံရတယ်ဒါပထမတစ်ခုကဘာကြောင့်လဲဆိုတော့ဒီဘက်တီးရီးယားတွေကကောင်းတဲ့ဘက်တီးရီးယားတွေတည်သွားပြီးတော့ဒီအန်ဒီရပေးတဲ့ပိုးတွေပေါက်ပွားမှုကိုသူကလှုံ့ဆော်တယ်ဒီပိုးသက်ဆေးတစ်မျိုးတည်းကိုလိမ့်လို့ရှိရင်လွယ်နဲ့ဆေးမတိုးတာဖြစ်စေတယ်ပေါ့နော်အဲ့ဒီအခါမှာဆေးမတိုးတဲ့ဘက်တီးရီးယားပိုးတွေပေါက်လာပြီးဝက်ချန်တွေပို့ပြီးတော့ဆိုးလာတာဖြစ်တတ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့တချို့တော့လိမ့်ဆေးတွေများသောအားဖြင့် steroid လိမ့်ဆေးတွေပေါ့နော် steroid လိမ့်ဆေးတွေလိမ့်တဲ့အခါမှာအင်မတန်ပြင်းလွန်းတဲ့ steroid ဆေးတွေကိုအကြာကြီးလိမ့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီခုနပြောသလိုပဲဒီအဲ့ဒီလိမ့်ကိုလိမ့်လိုက်တဲ့အရေးပြားမှာရှိတဲ့ခုခံအားစနစ်ကိုရောကျစေတယ်ခုခံအားစနစ်ကိုအားနည်းသွားစေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဝက်ချန်လိုအဖူတွေပေါက်လာတာတွေ့ရတယ်ဆိုတော့ဒီ steroid ဆေးတွေကြောင့်ဖြစ်တဲ့ဝက်ချန်ကိုကျွန်တော်တို့ကဒီ steroid induced acne လို့လည်းခေါ်တယ် steroid ကြောင့်ဖြစ်တဲ့ဝက်ချန်လို့လည်းခေါ်တယ်သူကကြတော့အဲ့ဒီနေရာမှာကျွန်တော်တို့အခြားသောဘက်တီးရီးယားပိုးတွေပေါက်တယ်ပုံမှန်ဝက်ချန်ပိုးမဟုတ်တော့ဘူးပုံမှန်ဝက်ချန်မဟုတ်တော့ဘဲနဲ့အခြားသောပိုးတွေပေါက်တယ်ဘက်တီးရီးယားပိုးတွေပေါက်တယ်ပိုးတွေပေါက်ပြီးဖြစ်ပေါ်လာတဲ့ဝက်ချန်တွေကိုတွေ့ရတယ်များသောအားဖြင့်ကျွန်တော်တို့ကမျက်နှာတို့ဂုတ်တို့အဲ့လိုမျိုးနေရာတွေမှာတွေ့ရတယ်တချို့လူနာတွေမှာဆိုလို့ရှိရင်လည်းအရင်ကကျွန်တော်တို့ရားနာရှိလို့ဆေးလူရင်းနဲ့နောက်ပိုင်းမှာဝက်ချန်လိုအဖူတွေပေါက်လာတာတွေ့ရတယ်ဒါကျွန်တော်တို့က steroid induced acne လို့ခေါ်တယ်ဒီအယောင်ကြာစီ steroid တွေကိုကြာလိမ့်မယ်ခက်ပြင်းတွေကိုကြာလိမ့်မယ်ဆိုလို့ရှိရင်ဒါတွေကဖြစ်လာနိုင်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့တချို့တော့ဒီလူနာတွေမှာကဒီအရေပြားယောဂါရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီ steroid ထိုးဆေးတွေဟို Sitcop ပေါ့နော် Sitcop လို့ steroid ဆေးတွေကိုကျွန်တော်တို့အသားဆေးထိုးတာပေါ့ဒီလိုမျိုးအယောင်ကျဆေး steroid ဆေးတွေကိုမလိုဘဲနဲ့လိုတာထက်ပိုပြီးတော့တောက်နေတာပဲဖြစ်ဖြစ်ထိုးတာပဲဖြစ်ဖြစ်ဒီလိုလုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းခန္ဓာကိုယ်အနှံ့မှာကျွန်တော်တို့ဒီဝက်ချန်တွေပေါက်လာတယ်လို့အပူတွေတွေ့ရတယ်ဒါကလည်း steroid induced acne လို့ခေါ်တယ်ဒီလိုတောက်လို့ထိုးလို့ဖြစ်တဲ့ဝက်ချန်ကြတော့ကျွန်တော်တို့ပုံမှန်ဝက်ချန်ထွက်တယ်လို့မျက်နှာပေါ်မှာထွက်တာမဟုတ်ဘဲနဲ့ဒီလက်မောင်းတွေမှာထွက်လာတတ်တယ်လေဘင်းတစ်ဝိုက်မှာထွက်လာတတ်တယ်ရင်ဘတ်နဲ့ကြောဒီလိုနေရာတွေမှာဝက်ချန်တွေအရင်တုန်းကတစ်ခါမှမဖြစ်ဘူးပဲနဲ့ရုပ်တရက်ဝက်ချန်ဘူးလို့အများကြီးထွက်လာတယ်ဆိုလို့ရှိရင်တော့ဒါဆေးတွေကြောင့်ဖြစ်နိုင်တယ်ဒီနောက်ထပ်စားဆေးထဲမှာကျွန်တော်တို့သိရမယ့်ဟာတကူကဟော်မုန်းဆေးတွေမှာကျွန်တော်တို့ဒီအမျိုးသမီးတွေနဲ့ဆိုင်တာကြတော့ကျွန်တော်တို့ဒီတတိသားဆေးပေါ့နော်ဟော်မုန်းဆေးတတိသားဆေးတွေဒီဆေးတွေတောက်တဲ့အခါမှာကျွန်တော်တို့ကဆက်စချင်းကျွန်တော်တို့တောက်တဲ့အခါမှာဝက်ချန်နဲ့ထွက်တတ်တယ်နောက်တစ်ခုက
ကျွန်တော်တို့က brand ပြောင်းတယ် design ပြောင်းတဲ့အခါအထက်က chemical ပြောင်းတဲ့အခါကြလို့ရှိရင်လည်းဝက်ချန်တွေထွက်တတ်တယ်နောက်ဆုံးတစ်ခုကကြတော့အဲ့ဒီဟော်မုန်းဆေးတွေတောက်ပြီးတော့ကျွန်တော်တို့ကရက်လိုက်ပြီးဟော်မုန်းဆေးမတောက်တော့ဘူးဆိုတဲ့အချိန်ရက်လိုက်တဲ့အခါကျရင်ဝက်ချန်တွေထွက်လာတတ်တယ်ဒါကတော့မျိုးသမီးတွေနဲ့ဆိုင်တဲ့ဟာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုမျိုးဒီသတိထားဆေးဒီလိုမျိုးတောက်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်မတောက်ဘဲနဲ့ကျွမ်းကျင်တဲ့ဒီဆရာဝန်တို့မဟုတ်တာဖတ်မိရဲ့ဆရာဝန်နဲ့တေချာတိုက်မိမှာတချို့တော့ဟော်မုန်းဆေးတွေကဝက်ချန်ကိုတက်တာစေတာလည်းရှိတယ်တချို့တော့ဟော်မုန်းဆေးတွေကဝက်ချန်ကိုဆိုးစေတာလည်းရှိတယ်ဒါကြောင့်မလို့ဟော်မုန်းဆေးတွေတောက်မယ်ဆိုလို့ရှိရင်တော့ဒီတခြားတိုင်းပြီးတော့တောက်ပါခုတောက်နေတဲ့ဆေးကြောင့်ဝက်ချန်တွေပိုဆိုးလာတာပိုဖြစ်လာတယ်လို့တန်တရားရှိရဆိုလို့ရှိရင်လည်းဒီခြားပြန်လဲပြီးတော့ဆရာဝန်နဲ့တိုင်ပင်မှုလိုအပ်တယ်နောက်တစ်ခုကျွန်တော်တို့ဒီအမျိုးသားတွေတချို့တော့အမျိုးသားတွေမှာကျွန်တော်တို့က body building လုပ်ကြတဲ့ gym မှာပေါ့နော် body building လုပ်တဲ့အမျိုးသားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတချို့လူတွေကဟော်မုန်းဆေးကိုအသုံးပြုတာတွေ့ရတယ်ပေါ့နော်အဲ့လိုဟော်မုန်းဆေးအသုံးပြုတဲ့အခါမှာလည်းထုံးနည်း၎င်းပဲတက်ဆိုရှုံးကလည်းရတော့အဖြစ်တော့ဒီဝက်ချန်တွေကိုပို့ပြီးတော့ဆိုးစေတယ်ငကိုအခန့်ရှိရဆိုလို့ရှိရင်လေအရင်တော့ဝက်ချန်မရှိဘူးဆိုရင်တော့မှတချို့တွေဝက်ချန်တွေပိုဖြစ်လာတာလည်းတွေ့ရတယ်ရတော့အဖြစ်ကျွန်တော်တို့ကဒီအသက်ငယ်ငယ်ရွယ်ရွယ်ဟော်မုန်းဆေးတွေအသုံးပြုတယ်ပေါ့ဟော်မုန်းဆေးတွေတောက်တာပဲဖြစ်ဖြစ်ထိုးတာပဲဖြစ်ဖြစ်ဒီတချို့ကြတော့လေကျွန်တော်တို့ဒီအမျိုးသားအားနည်းတဲ့ယောဂတွေမှာဒီဟော်မုန်းဆေးတွေကိုတောက်ရတာထိုးရတာတွေရှိတယ်ပေါ့နော်ဒီလိုလုပ်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့လိုတာထက်ပိုပြီးတော့လုပ်လို့မရဘူးဆရာဝန်နဲ့တေချာတိုင်ပင်မှုလိုတယ်ဒီဟော်မုန်းဆေးတွေကလည်းပဲခုနကျွန်တော်ပြောလို့ဝက်ချန်ထဲမှာရှိတဲ့ဒီအစီဂလန်းတွေကိုအစီထွက်မှုကိုပိုအားပေးတဲ့အတွက်ကြောင့်အစီထွက်မှုကိုများစေတယ်ဝက်ချန်တွေကိုပိုပြီးတော့ဖြစ်လာစေနိုင်တယ်ပေါ့နော်လိုတာထက်ပိုပြီးတော့သုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတချို့လူတွေမှာဒီစပင်းတွေကျွတ်တာစပင်းတွေပါတာလည်းဖြစ်စေပါတယ်ဒါကြောင့်မလို့ဟော်မုန်းဆေးတွေသုံးမယ်ဆိုလို့ရှိရင်တော့တိတိကျကျဆရာဝန်နဲ့တိုင်ပင်ပြီးတော့အသုံးပြုသင့်ပါတယ်ကျွန်တော်တို့ဒီနံပါတ်6ခုမြောက်နဲ့နောက်ဆုံးပေါ့နော်ဝက်ချန်တွေကိုပိုဆိုးစေတဲ့အကြောင်းအရာတွေထဲမှာကျွန်တော်တို့တောက်တဲ့ supplement တွေပေါ့နော်အားဆေးတွေလည်းပါပါတယ်အားဆေးတွေဆိုတဲ့နေရာမှာဝက်ချန်ကိုပိုဆိုးစေတဲ့အားဆေးတွေထဲမှာကျွန်တော်တို့က vitamin B complex တွေကဝက်ချန်တွေကိုပိုဆိုးစေတယ်လို့ဆိုပါတယ်အဲ့ဒီ vitamin B complex ထဲမှာဒီ vitamin B12 နဲ့ vitamin B6 ပေါ့နော်များတော့ပြင်ကျွန်တော်တို့ကဒါအုံနောက်ကိုကြည်လင်းစေတယ်ခန္ဓာကိုယ်ခွန်အားရှိတယ်စိတ်ကိုလန်းဆန်းစေတယ်ဒီလိုမျိုးလုပ်ထားတဲ့အားဆေးတွေထဲမှာများတော့ပြင် vitamin B complex တွေကပါပါတယ်အထူးသဖြင့် vitamin B12 ပေါ့နော် vitamin B12 နဲ့ B6 ကတဲ့လိုအပ်ထက်ပိုပြီးတော့အသုံးပြုတယ်လိုအပ်ထက်ပိုပြီးတော့တောက်နေတယ်လူတစ်ယောက်တစ်နေ့လိုအပ်တာထက်အများကြီးကိုတောက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝက်ချန်တွေမှာရှိတဲ့ bacteria ပေါက်ပွားမှုကိုအားပေးတယ်ပေါ့နော်အဲ့ဒီ bacteria ပေါက်ပွားမှုနဲ့ရောင်ရမ်းမှုကိုအားပေးတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးတက်ဆောင်တက်တွေလိုအပ်ထက်ပိုပြီးပါနေတဲ့အားဆေးတွေတောက်လို့ရှိရင်လည်းဝက်ချန်တွေကိုပိုဆိုးစေနောက်တစ်ခုကကျွန်တော်တို့ကဒီလူတိုင်းမှာဖြစ်လာဆိုမဖြစ်ဘူးဝက်ချန်ရှိတဲ့အခန့်ရှိတဲ့လူတွေမှာပို့ပြီးတော့ဖြစ်စေတယ်။နောက်တော့ပြင်ကျွန်တော်တို့ကဒီ teenage ပေါ့နော်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီကျွန်တော်တို့ခုနပြောလို့အားဆေးတွေကိုမလိုဘဲနဲ့အများကြီးတောက်နေတယ်။ရေရှည်တောက်နေတယ်ဆိုလို့ရှိရင်ဝက်ချန်တွေရှိလို့ရှိရင်ပိုဆိုးတတ်ပါတယ်။အဲကြောင့်မလို့ကျွန်တော်တို့ကိုတောက်နေတဲ့အားဆေးတွေကိုလည်းပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။ပြီးတော့ကျွန်တော်တို့ကဒီအားဆေးကတောက်ဆေးတင်ပဲလားဆိုတော့တောက်ဆေးတင်မဟုတ်ဘူး။အခုနောက်ပိုင်းကျွန်တော်တို့ကဒီအသားဖြူဆေးတို့နော်အိုဆေးတို့ဒီလိုမျိုးမျိုးတွေပေါ်နေကြပါတော့။အဲ့ထဲမှာလည်းဒီဆေးပမာဏအများကြီးဒါတွေကိုကျွန်တော်တို့ကပုံမှန်တက်ပို့ပြီးတော့ခဏသုံးနေတယ်ခဏတွင်းနေတယ်ဆိုလို့ရှိရင်ဝက်ချန်တွေကိုပိုဆိုးစေတယ်တချို့ဝက်ချန်မရှိတဲ့လူတွေတော့ဒီဆေးတွေကြောင့်ဝက်ချန်ထွက်စေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘယ်လိုမျိုးအားဆေးပဲတောက်တာဘယ်လိုအားဆေးတွေပဲတွင်းနော်ကျွန်တော် collagen ဆေးပဲတွင်းအသားဖြူမှုပဲထွက်ပဲတွင်းအခုမှဘာယောဂရှိလဲအခုမှဝက်ချန်တွေရှိလားအခုမှဝက်ချန်တွေဘာကြောင့်ဖြစ်ရတာလဲဆိုတော့ဒီချက်တာတိုင်မျိုးမှုလို့ဒါကတော့ကျွန်တော်ဒီဝက်ချန်ကိုဖြစ်စေတဲ့ဝက်ချန်တွေကိုပိုဆိုးစေတဲ့စီကလန်တွေကိုပိတ်ဆို့စေတဲ့အရာတွေတောက်ဆေးတွေဟော်မုန်းဆေးတွေနဲ့ကျွန်တော်အားဆေးတွေကြောင့်ဝက်ချန်တွေကိုဘယ်လိုပိုဆိုးနိုင်လဲဆိုတာကိုပြပြပေးရဖြစ်ပါတယ်။အခုလိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်